မြင့်မြတ်တရားဖောက်ပြန်နေရလို့သတင်းထွက်နေကဲပရိသတ်ကြီးတို့မြန်မာနိုင်ငံရဲ့အားပေးကြံစုံမင်းသားတလက်ဖြစ်ပြီးအိမ်တော်ရင်းနဲ့ပတ်သက်လာရင်အင်မတန်မှကံကောင်းခဲ့သူတယောက်ကတော့အကယ်ဒမီမင်းသားတယောက်ဖြစ်သူမြင့်မြတ်ပဲဖြစ်ပါတယ်မြင့်မြတ်ဆိုတာကတော့ကလေးကနေလူကြီးရွယ်ထိမသိသူမရှိလောက်အောင်ဂျင်းကောင်ဆိုတဲ့နာမည်တစ်မျိုးနဲ့တင်ပရိသတ်တွေကြားတဲ့နာမည်ရလာခဲ့သူတယောက်ပဲဖြစ်ပါတယ်အခြားသောမိတ်ကဲမင်းသားတွေလိုမဟုတ်တဲ့မြင့်မြတ်ဟာမြန်မာတနိုင်ငံလုံးမှာရှိတဲ့မင်းသားတွေနဲ့မတူကျင်တာကြောင့်ပထမဆုံးချိန်တက်တူးတစ်ကိုယ်လုံးကိုထိုးပြီးပရိသတ်တွေရှေ့ကိုရောက်လာခဲ့သူလေးဖြစ်ပါတယ်သူအနေနဲ့ကတော့အနုပညာမှာလည်းထူးချွန်နေခဲ့သလိုအိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအမောပြေတဲ့ဇနီးချိုးလေးကိုပိုင်ဆိုင်ထားခဲ့တာကြောင့်ဒီမင်းသားကြီးမြင့်မြတ်ကိုပရိသတ်တွေကဇက်တိုက်အားကျနေကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးပရိသတ်တွေစီကအားကျမှုတသိန်းကိုအရာသိမ့်ပိုက်ထားနိုင်ခဲ့တဲ့မြင့်မြတ်ကတော့မိမဖြစ်သူပေါ်မှာအင်မတန်မှချစ်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့လေအိမ်တော်တိုက်ရှင်းနေကြော်လာပြီးချိန်မှာတော့ဘယ်သူမှမထင်ထားတော့တဲ့သတင်းတွေထွက်လာခဲ့ပါတယ်အဲ့ဒါကတော့ဇနီးချိုးလေးနဲ့တူပွဲတက်လာခဲ့တဲ့အခြေအနေတစ်ခုကနေစတင်ခဲ့တာဖြစ်ပြီးဘိုင်းကောင်းကြောက်ပြီးနေတဲ့ဇနီးတဲ့ရဲ့မျက်နှာမကောင်းမှုတစ်ခုကြောင့်ဖြစ်လာခဲ့တာလို့ပြောရမှာပါပရိသတ်တွေအနေနဲ့ကတော့အမြဲတမ်းဆိုသလိုအားကြရတဲ့ဇနီးမောင်နဲ့ဖြစ်တာကြောင့်အရေးတကြီးကြည့်နေကြတာဖြစ်တယ်လို့ဇနီးဖြစ်သူခင်သူအောင်ရဲ့မျက်နှာမကောင်းမှုကိုလည်းသတိထားမိခဲ့ကြပါရီဇနီးဖြစ်သူအနေနဲ့ကတော့မိမကောင်းတယောက်ဆိုတဲ့အတိုင်းအိမ်တွင်းမှာဖြစ်နေတဲ့ပြဿနာတွေစိတ်ညစ်စရာတွေကိုပတ်ဝန်းကျင်ကရေးစရာမဖြစ်ရလေအောင်အမြဲတမ်းထိမ့်သိမ့်တတ်သူဖြစ်တယ်လို့ယောက်ျားဖြစ်သူရဲ့စီးပွားရေးတွေကိုလည်းဝင်မဆွဲပတ်ဖဲနဲ့နားလည်ပေးတတ်သူတယောက်ဖြစ်နေခဲ့ပါရီအဲ့ဒါပြင်အိမ်မှုကိစ္စတွေကိုလည်းနိုင်နေပြီးတားဖြစ်သူပေါ်ကိုလည်းအင်မတန်မှယူဆိုင်လွန်တာကြောင့်ဒီလိုမိန်းကလေးမျိုးဟာ၁၀ယောက်မှ၁ယောက်သာတွေ့နိုင်လို့မြင့်မြတ်တယောက်ကံကောင်းနေဆိုပြီးဝိုင်းပြောခင်ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးဖက်ဖက်ကနေပြေဆုံနေတဲ့သူမဟာယနေ့မှာတော့အတင်းပြုံးထားရတဲ့စိတ်ဖိစီးမှုမျက်နှာတွေနဲ့တူပရိသတ်တွေရှေ့ကိုရောက်လာခဲ့တာကြောင့်ဒါဟာမြင့်မြတ်ရဲ့အိမ်တော်ရဲ့အရှုံးရှင်းမရှိမှုတွေကြောင့်ဖြစ်မယ်ဆိုပြီးတော့မှန်းဆခဲ့ကြပါတယ်အဲ့ဒါပြင်မြင့်မြတ်ဟာတတူးပိုင်းတွေမှာနေစိတ်ပါဝင်စားသူမဟုတ်ပဲအခြားသောလိုင်းပေါင်းများစွာကိုလည်းစိတ်ပါလက်ပါလုပ်တဲ့သူတရားဖြစ်ကြောင်းပရိသတ်တွေကဝိုင်းပြောလာခဲ့ပါသေးတယ်ပရိသတ်တွေအနေနဲ့ကတော့ကိုယ့်ရဲ့အာတိသားစိတ်တစ်ခုတည်းကြောင့်နဲ့တံမိုးထားရတဲ့ချောချောလလဇနီးကျော်လေးကိုလက်လွတ်မခံမဲနဲ့ထင်းလုံးရတော့မှထိနေပါစေဆိုပြီးဝိုင်းပြီးတော့ပြောနေခဲ့ကြပါတော့တယ်ဒီကဲထဲမှာကြတော့မြင့်မြတ်တို့ရဲ့အိမ်တော်ကြီးဟာလည်းတယောက်နဲ့တယောက်ချစ်ကြိုက်ခဲ့ကြလို့တရားဝင်လက်ထက်ယူထားခဲ့တာဖြစ်ပြီးအရန်ချစ်ခဲ့ကြတာမလို့ကဲရဲ့ကရှင်ဘက်ကအစတွေကိုမမေ့ပဲဒီအိမ်တော်ရေးလေးကိုဆက်ထိန်နိုင်ဖို့ကိုပဲပို့ပြီးတော့ကြိုးစားမှာပဲဖြစ်ပါရီဒီတော့ပရိသတ်ကြီးနေနဲ့ရောမြင့်မြတ်ရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ထင်မြင်လေးတွေရှင်လေးပြောသားပေးပါအောင်နော်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့အလောင်းတွေပဲနှုတ်ဆက်ခဲ့ကြပါတယ်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမြစ်တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရည်အားပေးနှဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်